ကိုရင်တဲ့ကအမှောင်ထုကိုကိုယ်တိုင်သိမြင်ခြင်းဟာသူတစ်ပါးရဲ့အမှောင်ထုကိုကျင်ဆိုင်ဖို့အကောင်းဆုံးနည်းလမ်းပါပဲလူတိုင်းမှာအရေးမဲတွေရှိကြတယ်လောကကြီးကအဲ့ဒီအရေးတွေကိုမင်းစီကိုရောင်းပြန်ဟတ်ပြီးစမ်းသပ်လိုက်မယ်ကိုအပြစ်တွေကိုရင်မဆိုင်ပဲသူတစ်ပါးကိုဝေဖန်နေတာဟာမျက်ကန်းတရားလိုတိုက်ခိုက်နေတာပဲသူတို့ရဲ့ဖျို့ဖျက်ဖြစ်မှုတွေထဲမှာမင်းဝါမျိုးခံရလိမ့်မယ်ပတ်ဝန်းကျင်ကလိန်ညာမှုမနာလိုမှုရက်စက်မှုတွေဟာမင်းရင်ထဲမှာလည်းရှိနေတယ်ဆိုတာရင်းစက်နေတဲ့၍အဲ့ဒါတွေဟာပိုကြီးထွားလာလိမ့်မယ်မင်းရဲ့အကြောက်တရားကိုရင်းဆိုင်ပါဒေါသကိုလက်ခံပါမင်းရဲ့အားနည်းချက်ကိုလည်းနားနေပါအဲ့ဒီအခါကြမှာသာသူတစ်ပါးရဲ့မုံတိုင်းတဲ့ဆွဲသွင်းမခံရပဲသူတို့ကြားမှာမင်းရှောင်လဲနိုင်လိမ့်မယ်လှည့်စားမှုတွေကိုအလိမ်မခံရပဲတိမြင်နိုင်မယ်မုံတီးမှုတွေကိုရင်ဆိုင်ဟရင်တောင်အဲ့ဒီအမုံတရားရဲ့အချင်းသားဖြစ်မသွားတော့ဘူးကိုယ့်ရဲ့အမောင်ထုကိုကိုယ်တိုင်တတိပြုမြင်ခြင်းဟာတန့်ချက်ကတစ်ခုပါပဲဒါသာမရှိရင်လူသားတိုင်းရဲ့ရင်ထဲမှာကိန်းအောင်နေတဲ့ယိုယွင်းပျက်စီးမှုတွေမကောင်းရွတ်မာမှုတွေရဲ့တိုက်ခိုက်ခြင်းကိုမင်းဘယ်လိုမှကာကွယ်နိုင်မှာ